Hi, welcome back to my channel. Yeah, so awesome video လေးမလုပ်ဖြစ်တာနည်းနည်းကြောသုံးနေတော့ရှိပြီပေါ့နော်ဆိုတော့အရင်ရောက်တည်မလားဟိုအကြောင်းပြောရဲဒီအကြောင်းပြောရဲဒီနေ့ကတော့ပေါ်ပပါလေးပဲလက်ရှိတော့ဆင်ကတော့ MS မှာရောက်နေရပေါ့နော် UAE မှာဆိုတော့ဆင်ကအစဒူဘိုင်းမှာနေတာအခုကတော့အဘူဒါဘီကိုပြောင်းနေဖြစ်တယ်ဒါပေမဲ့ဒီနေ့ကကျတော့အဘူဒါဘီကနေဒူဘိုင်းကိုတော့ပြီးတော့ staycation နဲ့နေမှာပေါ့နော် staycation သွားနေမယ် hotel ကကျတော့ဖခါရဲ့ဒူဘိုင်းမှာဆိုတော့ video မလို့ဖြစ်တာလဲကြာပြီး intro အများကြီးလည်းမပြောချင်တော့ဘူးဆိုတော့ video လေးဆုံးထိလိုက်ကြည့်ပေးကြပါအခုဆိုရင်တော့ Austin နဲ့အတူတူသွားမဲ့သူကိုသွားခေါ်ပြီးတော့ Central Bus Station ကိုသွားမှာဖြစ်ပါတယ်။ Bus Station ရောက်တဲ့အခါမှာဒူဘိုင်းအောင်သွားဖို့အတွက်ကားနှစ်စီးရှိပါတယ်။တစ်စီးကတော့ Ibn Battuta Bus Station ကိုရောက်ပြီးတော့နောက်တစ်စီးကတော့ Al Bible Bus Station ကိုရောက်ပါတယ်။အသံထွက်တင်မှာဝိုင်းဆိုပြီးပါအခုဒီအသံထွက်တခြားမသိသေးပါဘူး။ Austin ကတော့ Austin သွားမယ့်နေရာနဲ့လမ်းကျော်တင်တဲ့ Al Bible Bus ကားကိုယူစီဖြစ်ပါတယ်။ bus ကားကို Austin တို့2နာရီနီးပါးစီးရတဲ့အခါမှာတော့ Austin တို့ဒူဘိုင်းနဲ့ကိုစိုက်ပြီးတော့ရောက်လာပါပြီ။ bus ကားဟာ2နာရီကျော်စီးရဖြစ်တဲ့အတွက်ကားပေါ်မှာအိပ်ပျော်သွားပါတယ်Austin ကဒီ Al Bible Metro Station ကနေပြီးတော့ City Center Metro Station ကိုသွားမှာဖြစ်ပါတယ်။ Al Bible က Green Line ဖြစ်တဲ့အတွက် Austin တို့ရထားကိုနှစ်ဆင့်စီးရပါမယ်။ပထမအဆုံး Green Line ကနေပြီးတော့ Austin တို့ Union ကိုစီးပါတယ်။ Union Metro Station ကို Austin တို့3မိနစ်လောက်စီးပြီးတဲ့နောက်မှာတော့ Red Line ကနေပြီးတော့ City Center ကိုရောက်ဖို့အတွက်နောက်ထပ်2မိနစ်တိုင်ထပ်စီးရပါတယ်။ City Center Metro Station ကိုရောက်တဲ့အခါမှာတော့အပေါင်မှာလို့ Austin တို့အပေါ်ဘက်ကိုလေကားနဲ့တက်လိုက်ရပါတယ်။ဘဝရဲ့တလန့်ဆိုတာဖြစ်ပါတယ်။ထပ်ပြီးတော့ထွက်ပေါက်တွေမှာပြီးတော့သွားမိပါတယ်အထုပ်တွေပိုးတွေနဲ့အခုဆိုရင်တော့ Austin ကညနေ3ရက်နေမှာပတ်ခါရဲ့ဒူဘိုင်းကိုရောက်လာပါပြီ။ရောက်တဲ့အခါမှာသူတို့က gate ကနေပြီးတော့ reception တီကို backing နဲ့လိုက်ပို့ပေးပါတယ်။လမ်းလျှောက်လို့ရှိရင်တော့5မိနစ်6မိနစ်လောက်ကြာမယ်ထင်တယ်။ backing နဲ့ရတော့10မိနစ်လောက်ပဲကြာတယ်။ဒါကတော့ reception ကနေပြီးတော့အခန်းကိုသွားတဲ့ရှောင်းလမ်းမျိုးဖြစ်ပါတယ်။ပကဟာရဲ့ဒူဘိုင်းက view ကဘယ်နေရာကြီးကြီးကိုအရင်လာတာပါ။ဒါကတော့ Austin တို့နေမဲ့အခန်းကနေမြင်ရတဲ့ view ပဲဖြစ်ပါတယ်။ဒီ view ကိုတော့ Filming Lagoon View လို့ခေါ်ပါတယ်။ဒီ view ဘက်မှာနေတဲ့သူတွေကများသောအားဖြင့်ကလေးနဲ့လာပြီးတော့မိသားစုလိုက်အပန်းဖြေတဲ့သူတွေများပါတယ်။ဒါကတော့ hotel ကကျွေးတဲ့ welcome snack လေးတွေပါ။ပကဟာရဲ့ဒူဘိုင်းကတော်တော်ကျွေးတာမလို့သူတို့က hotel မြေပုံလေးပေးပါတယ်။ရောက်ပြီးခဏနားပြီးတဲ့အချိန်မှာတော့ hotel အတွင်းကိုရောက်ကြည့်ပါတယ်။
ဘက်ခါရဲ့ဒူဘိုင်းမှာကဖူးက3ခုရှိတဲ့အထဲမှာဒီဖူးကတော့အော်စတန်အကြိုက်ဆုံးဖူးဖြစ်ပါတယ်သူ view ကအရင်ဟိုမိုက်ပါတယ် Burj Khalifa Dubai frame အကုန်လုံးမြင်နေရတာဖြစ်ပါတယ်အခုကတော့ရေကူးဖို့အချိန်ဖြစ်ပါတယ်ဒီဖူးကလည်းတော်တော်လာပါတယ်သူကတော့ဟိုတယ်အထဲမှာရှိတာဖြစ်ပါတယ်သူဘေးမှာတော့ဟိုတယ်အခန်းကြီးစပါတွေကဖေးတွေရှိပါတယ်အခုကတော့ညစာတော့စားမှာဖြစ်ပါတယ်ဆိုတော့အော်စတင်နိုကဒီ Uni ရဲ့ Erical မှာရှိတဲ့ night market မှာညစာတော့စားမှာဖြစ်ပါတယ်5 star hotel မှာနေပြီးတော့ဒီ night market မှာ dinner လာစားတာတော့နည်းနည်းတော့တမျိုးပေါ့နော်ဒါပေမဲ့ budget ကို save ကမယ်ပြီးတော့ Ocean က TNT ကိုသွားပြီးတော့မြန်မာအစားအစာအချောက်ချန်နေဝယ်ပါတယ် TNT တော့အကုန်သိမှာပါဆိုတော့နေရာကိုပြီးသွားပြီမနေ့ပြန်ကြလို့ရှိရင်တော့မနေ့ကတနေ့ကတော့ဒီမှာပဲရှိမယ်ဒီမှာဒီကောင်ရိုက်နေပြီးကူးနေတိုင်းနဲ့ chill နဲ့ပေါ့နော်တပတ်ခါနေလည်းမပြန်ပါဆိုတော့မင်းကတော့မနေ့ပြန်အစားတနေ့ပါဖို့လုပ်ထားတာဒါနဲ့မသွားပြတော့ဘူးပေါ့နော်ဒီ hotel မှာပဲ AC နေလို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မနေ့ရောက်တဲ့အခါမှာတော့ Austin ကစောထားပြီးတော့ hotel ကိုလမ်းဆင်းလျှောက်ပါတယ်ပြီးတော့တပ်ပုံတွေရိုက်ဖြစ်ပါတယ်တော့အခု Austin ကဟိုသွားမလို့ပေါ့နော်ဒီမှာတော့2 နာရီပဲလောက်ရှိနေပြီဒီပိုင်းကအခုတပြည့်ပြည့်နဲ့ပူလာပြီအခုတော့ဒါပေမဲ့ဒီအခုပူတဲ့အပူရန်နဲ့ခံနိုင်ရင်ရှိသေးတယ်အဲတော့မပူသေးဘူးဒါပေမဲ့ပူတော့ပူနေပြီပေါ့နော်ဘာလို့လဲတော့လမ်းပြောင်းနေတယ်အစားတယောက်တည်းတီးမလို့လုံးနဲ့ထွက်လာတာတကယ်နဲ့လာတော့လမ်းပြောင်းနေပြီဆယ်နာနေလို့သွားမလဲမသိတော့ဘူး finally ရှာတော့ဘူးတော့တရားရမှာတော့ဒူဘိုင်းမှာကလေထုတွေညဉ့်ညံပြီးတော့ဒီဖူးကနေပြီးတော့ဘာ view မှာကိုမမြင်ရတော့ပါဘူးညနေရေကူးပြီးတော့အပြင်မှာညစာထွက်စားပါတယ်အခုကတော့ဟိုတယ်ကိုပြန်ရောက်ပြီးဒီနေ့ညကတော့ဟိုတယ်မှာနောက်ဆုံးရှိမယ့်ညပေါ့နော်
မနေ့ပြင်းနေလေရတော့ check out လုပ်ပြီးတော့အဘူဒါဘီကိုပြန်มาဖြစ်ပါတယ် You know just what you do to me. Play my emotions like a pair of puppet strings. Did it ever occur to you my heart's more than a toy? Please go easy on me, babe. Send message after message, forward my calls. Next day you hit me back like nothing happened at all. What about all the things you used to say to me? This ain't the way it's supposed to be. And you know I wouldn't do that to you. You know I wouldn't treat you that way. No, I've been အခုဆိုတော့စတင်ကအဘူဒါဘီကိုပြန်ရောက်ပါပြီနောက်ထပ်ဗီဒီယိုတွေတင်ပြလို့ရှိရင်လည်းကြည့်ပေးကြပါဦးနော် channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးနော်ဆိုတော့အခုကတော့ yalla bye